ရောမအခန်းကြီး3အငယ်30မှာကြည့်မယ်ဆိုရင်ကျမ်းစာလာဒီကဖြောင့်မတ်တော်သူမရှိတယောက်မျှမရှိဆိုပြီးမှပေါ်ပြထားတယ်။ဒါပေမဲ့လည်းဘုရားခင်ကကျွန်တော်တို့လူသားတိုင်းအားလုံးကိုချစ်တဲ့ဘုရားဖြစ်တယ်။လူတော်လည်းကျွန်တော်တို့အပြစ်ကိုတော့မကြိုက်ဘူး။ဒါကြောင့်ကျွန်တော်တို့ဟာတန်ရှင်းစင်ကြယ်ဖို့ဆိုရင်နေ့ရက်တိုင်းမှာရေနဲ့စီးကြောရတယ်လို့ပဲကျွန်တော်တို့အတ္တတာမှာတန်ရှင်းစင်ကြယ်ခြင်းတို့ရောက်ဖို့ဆိုရင်ကျွန်တော်တို့ဟာဘုရားရဲ့စကားနှုတ်ကပတ်တော်ဝိညာဉ်တော်အားဖြင့်ပဲကျွန်တော်တို့ဟာတန်ရှင်းခြင်းတို့ရောက်နိုင်တာဖြစ်တယ်။ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်9မှာဒီလိုပြောထားတယ်။ရေနဲ့ဝိညာဉ်တော်မမွေးတော်သူတွေကဘုရားခင်နိုင်ငံတော်ကိုမဝေရဆိုပြီးမှအတိအလင်းပေါ်ပြထားတာကိုမြင်တွေ့ရမှာပဲဖြစ်တယ်